လှုပ်လည်းမင်းဒါဆိုရင်ပြောင်းအောင်လုပ်မယ်မင်္ဂလာပါကျွန်တော်တို့မြန်မာအစီအစဉ်မှာဒေါက်တာဟင်းတယောက်ဖြစ်ပါတယ်ကျွန်တော်တို့ကုမ္ပဏီကတင်သွင်းတဲ့အကွာတဲ့အလိုလျောက်ရေပိုးသက်ဆက်ကိုလွန်ခဲ့တဲ့တစ်လလောက်ကကွန်မောင်းချံမှာတက်ဆင်ထားတာဖြစ်ပါတယ်အခုတစ်လပြည့်ပြီးတဲ့နောက်မှာကျွန်တော်တို့ရဲ့အကွာတဲ့အင်လိုင်းအလိုလျောက်ရေပိုးသက်ဆက်ရဲ့အခြေအနေကိုပြန်လည်ပြီးတော့စစ်ဆေးတာဖြစ်ပါတယ်ခင်ဗျမင်္ဂလာပါအခုနာမည်လေးမိတ်ဆက်ပြပါအောင်ဗျကျွန်တော်ကော်မောမှာဟုတ်ကဲ့ကျွန်တော်တို့ဒီကုမ္ပဏီကထုတ်တဲ့အကွာတဲ့အင်လိုင်းဆက်လေးတက်ပြီးရဲ့နောက်မှာကိုယ့်ရဲ့ခြံရဲ့ဒီကောင်းကျိုးလေးတွေဗာများရှိလဲဗျအဲ့ဒါလေးပြောပြပေးပါဦးခင်ဗျအဓိကတော့ကျွန်တော်တို့ဒီပိုက်လိုင်းထဲမှာရှိတဲ့ရေချိုးပြဿနာပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့တိတိတတ်တာပြောင်းလဲတော့တွေ့ရတယ်ဗျကျွန်တော်တို့ဒီနှုတ်ဒီပိတ်တဲ့ပြဿနာတွေပါမရှိတော့ဘူးဟုတ်ကဲ့ဗျပြီးတော့ဒီခြံဟောင်းနေမှာဆိုရင်တော့အဓိကပိုတက်တယ်လို့ထင်တာပဲနော်ဘာလို့လဲဆိုတော့အောက်မှာရေချိုးတွေအများတန်းရှိတယ်ဒီဟာကြီးတက်ပြီးတဲ့နောက်မှာဆိုတော့ကျွန်တော်တို့ဒီရေချိုးပြဿနာတော့ဒါမတွေ့တော့ဘူးပေါ့နော်ဟုတ်ကဲ့ပြီးတော့အသေးနှုံးတွေပါရောထူးခြားခြားရော့တာတွေရှိလားဗျအသေးနှုံးတော့ရော့တယ်ဗျအသေးနှုံးမရှိတဲ့လောက်ကိုဖြစ်သွားတယ်ဟုတ်ကဲ့ပုံမှန်ဥတစ်ထားတို့ဘာလို့လောက်ပဲဖြစ်ဖင်စိတ်ထားတို့လောက်ပဲရှိတယ်ညီလာပါအခုညီလေးတို့အကွာတဲ့ဆက်ကိုတက်ထားတဲ့ channel မပြောပြတာကတော့ညီလေးတို့ဆက်တက်ပြီးရဲ့နောက်မှာတော့ဒီပိုက်ထဲမှာရှိတဲ့ biofilm တွေလည်းတိတိတတ်တာရွတ်ကြသွားတယ်ပြောတာဟုတ်ပြီးတော့ဒီအရင်ကတော့နှုတ်ဒီကောင်းတွေသူရေပိတ်တဲ့ပြဿနာရှိတယ်ပေါ့အခုနောက်ပိုင်းတော့အဲ့ပြဿနာတွေလည်းမရှိတော့ဘူးပြီးတော့ပုံမှန်ဆိုရင်တော့တပတ်ကိုအကောင်20လောက်သေးတယ်ပေါ့အခုနောက်ပိုင်းတော့တိတိတတ်တာကိုဒီနှုံးလည်းရွတ်ကြသွားတယ်လို့ပြောတယ်ဗျအတိကတော့ကိုရိုခဏပြောတဲ့ကိုအမောပြောတဲ့ biofilm ဆိုတော့အကိုတို့ဒီတည်တဲ့အတိုင်းပဲဒီပိုက်လိုင်းထဲမှာဆိုလို့ရှိရင်နှစ်ရှည်လများအားစီးတွေတုံးလာတဲ့အချိန်antibiotic တွေတုံးလာတဲ့အချိန်ကျရင်ဒီဖိုက်ကောင်းထဲမှာပဲဒါပိတ်နေတဲ့အနယ်တွေပေါ့ဒီအနယ်တွေထဲမှာဆိုလို့ရှိရင်ဒါကိုအတွက်ဒီအန်ဒီရဲ့ဖြစ်စေနိုင်တဲ့ဘက်တီးရီးယားပိုးတွေ E. coli salmonella clostridium ဒါအများကြီးပဲခုတ်အောင်နေနိုင်တယ်အဲ့ဒီအတွက်ကြောင့်မလို့အဲ့ဒီကနေပြီးတော့မှပေါက်ဖွာလာတဲ့ယောဂပိုးတွေကနေပြီးတော့မှဒီကြက်တွေကိုဒုက္ခပေးတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကြက်တွေမှာဘာဖြစ်လဲဆိုလို့ရှိရင်ဝမ်းပြဿနာတွေဖြစ်တယ်ဆာဆန်းလုံးတွေကြားတယ်ခုနတင်လို့ရော့သွားတယ်ဆိုတာကြားတယ်ဒီဟာတွေကိုရှင်းပေးလိုက်တဲ့အတွက်ကြောင့်မလို့ခုနပြောတဲ့ဒီ E. coli နဲ့ပတ်သက်တဲ့ဝမ်းပြဿနာတွေတော်တော်လေးကိုတတ်တာပါလေဆိုရင်အတိတ်ပဲပေါ့နော်အဓိကကတော့ကိုတို့ဒီမှာရှိနေတဲ့ဒီပိုက်လိုင်းစနစ်ကိုတန်ရှင်းပေးလိုက်တဲ့အတွက်ကြောင့်မလို့ခြံကိုပဲဥသက်ဆေးဖြန်းတယ်လို့မျိုးပဲရေပိုက်လိုင်းမှာလဲဒါကိုတို့ဒါဒီဘက်တီးရီးယားယောဂပိုးတွေကိုတားဆီးပေးလိုက်တာပေါ့နော်ဒါလည်းဒါ biosecurity တစ်မျိုးပဲဆိုတာတော့ဒါကိုတို့ပြောလို့ရတာပေါ့ဟုတ်ကဲ့ okay အဲ့ဆိုလို့ရှိရင်စပြီးတော့ဒါဒီရေထဲမှာရှိတဲ့ chlorine concentration ကိုလည်းကိုဆက်ပြီးတော့မှတိုင်းကြည့်ကြည့်အောင်ဟုတ်ကဲ့ပါနော် okay okay ဒါဆိုလို့ရှိရင်တော့ဒါခြံမှာကျွန်တော်တို့ aqua tap inline တက်ပြီးသွားတဲ့နောက်မှာပေါ့နော်ဒါဒီ channel ကနေပယ်ကနေထွက်လာတဲ့ရေကိုကျွန်တော်တို့ chlorine ppm စစ်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ concentration ကဒါ1နဲ့2 ppm ကြားမှာရှိနေတာကိုတွေ့ရတာဖြစ်ပါတယ်